ဒီ page က copyright နှစ်ကြိမ်ထိပြီးမှ page quality အနီးဖြစ်ပြီးမှ page မှာ post content တင်ပြီးဈေးရောက်တဲ့ခါမှာ rich English နဲ့အရန်ကိုကြပြီးမှဈေးရောက်ဈေးဝယ်ကြတော့ခဲ့ပြီးမှကျွန်တော်ရှိမှာ service လာအပ်ထားတဲ့ page တစ်ခုဖြစ်တယ်ကျွန်တော်ဘက်ကနေဒီ page ကိုတေချာစစ်ဆေးပြီးဖြစ်နေတဲ့ error ဖြစ်နေတဲ့ post အမှားတွေကိုအားလုံးဖြတ်ပြီးမှ request review တင်မိလိုက်တဲ့အချိန်မှာအချိန်တူအတွင်းမှာပဲ page ကစိန်တော့ခဲ့တယ် page owner ကိုလည်း page မှာ copy post copy content တင်မယ်ဆိုရင် copyright looking ဘယ်လို editing လုပ်ပြီးတင်သွားရမယ်ဆိုပြီးအသေးစိတ်ပြောပြရှင်းပြပြီးမှနောက်တစ်ခုဒီ page ရဲ့အမှားကြတော့သူကိုယ်တိုင် Find TV video TikTok မှာတင်တယ် TikTok အဆင့်ပြန် save လုပ်ပြီးမှ page မှာလာတင်တဲ့ခါမှာ TikTok ရဲ့ logo TikTok ရဲ့ data TikTok ရဲ့နောက်ခံတခြင်းတွေပါတဲ့အတွက်ကြောင့်မို့ page မှာ strike ထိပြီးမှ page quality အနီးဖြစ်တော့ခဲ့တယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြပေးတယ် copy video copyright looking ဘယ်လို edit ရမယ် copy တက်ပုံ copy စာသားတွေကို reuse content မလာအောင်ဘယ်လို edit ရမယ်ဆိုပြီး video file လေးနဲ့ပြောပြရှင်းပြမှာ page ကိုကျွန်တော်ဘက်ကနေ request review တင်ပြလိုက်တဲ့အချိန်မှာရက်ပိုင်းအတွင်းနဲ့ page ကစိမ့်လာခဲ့တဲ့အတွက်ကြောင့်မို့ page is recommendation နဲ့ enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ဒီ page မှာ post content တင်လိုက်တဲ့အခါမှာဒီ page မှာရှိတဲ့ follower အားလုံးရှိ notification ရောက်စေတယ်ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေရှိလဲ Facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးလာတယ် reach engagement အသစ်တွေတိုးလာပြီးမှ page ရဲ့ performance ကတိတိကျကျကောင်းလာခဲ့ပါတယ်ယုံကြည်ပြီး subscribe အတွက်အထူးကိုကျေးဇူးတင်ပါတယ်